အားလုံးပဲမင်္ဂလာပါဒီတစ်ပတ်မှာတော့ Premier League ပွဲစဉ်25အတွက်ကျွမ်းကျင်သူတယောက်ရဲ့အတွင်းကြကြသုံးသက်ချက်တွေကိုအထူးထူးလေ့လာကြည့်ကြရအောင်ပါဘလို့စိတ်လို့ရှာစရာတွေအလှည့်ပြောင်းနေစုံနေမလဲဆိုတာကြည့်လိုက်ကြစို့ဟုတ်ပါတယ် Premier League လို League တစ်ခုမှာဘေးပွဲကဘလို့ဖြစ်လာမလဲဆိုတာကိုကြိုတင်ခံမှန်းဖို့ကတကယ်ကိုမလွယ်တဲ့ကိစ္စပါဒါပေမဲ့စနစ်တကျလေ့လာသုံးသပ်ပြီးတော့အဖြေရှာနေတဲ့သူတွေလည်းရှိနေပြန်တော့ကဲဒီကျွမ်းကျင်သူကဘယ်သူလဲဆိုတော့ FC Sean Predicts ပါပဲသူကတော့ဒီခံမှန်းချက်တွေအတွက်နိုင်နဲ့ချီပြီးအချိန်ပေးတယ်ကိန်းကနန်းနေအချက်လက်တွေရှူတောင်းပေါင်းစုံကနေတေးသေးချာချာလေးလာပြီးတော့မှရလက်ကောင်းတွေရအောင်စူးစမ်းနေတဲ့သူပါသူကိုယ်တိုင်ပြောထားတာကတော့ဒီလိုပါနိုင်ပေါင်းများစွာအချိန်ယူပြီးတော့မှဒီလိုအော်ဆရာကောင်းတဲ့ရလက်ကောင်းတွေကိုယူဆောင်လာပေးတာတဲ့အပြိုးတင်မဟုတ်ဘူးတကယ်အလုပ်ဖြစ်ရလားဆိုတာကိုတော့အရင်တစ်ပတ်ကရလက်တွေနဲ့တိတ်တွေပြမှာပေါ့ဒါကတော့သူ့ရဲ့တက်တီးပါပဲ10ပွဲမှာ10ပွဲတောင်ဖန်ခဲ့တယ်ဗျာပွဲစဉ်နဲ့ဆက်လေးမှာခံမှန်းချက်10ခုတိတိဖန်ခဲ့တယ်ဆိုတာကတော်ရုံတိုင်ုံတော့မဟုတ်ဘူးနော်တကယ်ကိုအမခမ်းပါပဲပြီးတော့ဒီမှာကြည့်လိုက်အောင်မန်ခဲတဲ့ပွဲတဲ့ထဲမှာလောင်ကြီးကောင်းကောင်းတွေလည်းပါတယ်နော် Wolves နဲ့ Bournemouth ပွဲမှာဆိုရင်လောင်ကြီးနှစ်ဆကောင်ရှိတဲ့ခံမှန်းချက်ကမှန်သွားတယ်ပြီးတော့ Chelsea ပွဲ Sunderland ပွဲတွေမှာလည်းအရေးပါတဲ့ခံမှန်းချက်တွေကတိတိကျကျမှန်ကန်ခဲ့တာပါကဲသူ့ရဲ့ရည်ချင်းကိုတော့အထင်ကြီးလောက်ဝေးထင်ပါတယ်ဆိုတော့ဒီတစ်ပတ်ရဲ့အကြီးဆုံးအခက်ခဲဆုံးပွဲစဉ်လို့ပြောလို့ရတဲ့ချန်ပီယံလူပွဲကြီးကိုသူ့ဘယ်လိုသုံးသပ်ထားလဲဆိုတာကြည့်လိုက်ကြရအောင်ကဲမယ်ဒီပွဲရဲ့အခြေအနေကိုကြည့်အောင်တစ်ဖက်မှာကလီဗာပူးနယူးကက်ဆယ်ကို4-1နဲ့အပြတ်သက်နိုင်ပြီးချန်ပီယံလူပွဲလမ်းကြောင်းပေါ်ကိုပြန်ရောက်လာဖို့အားခဲနေတယ်နောက်တစ်ဖက်မှာတော့မန်စီးတီးစပါနဲ့ပွဲမှာတစ်ဖက်တွင်းနဲ့နိုင်နေရကနေတေကျတော့ချန်ပီယံနေရာကိုပြန်ရဖို့တွေးတောင်းနေမှာအသေးချပဲဆိုတော့အတင်းလုံးတော့ဖိယာကအပြည့်ပဲဒီတပွဲကသူတို့ရဲ့တရားဒီလုံးကိုအဆုံးပဲပေးသွားနိုင်တယ်ဟုတ်ပါတယ်ဇယားထိုက်ကတင်းတွေ့တာထက်အများကြီးပိုပါတယ်လက်ရှိချန်ပီယံနဲ့ကျွန်တော်တို့ခေတ်အောင်မြင်ဆုံးမန်နေဂျာတယောက်တို့ရဲ့ရင်ဆိုင်တွေ့ဆုံမှုဆိုတော့ဒါကဂုံတိခါအတွက်တိုက်ပွဲလည်းထိနေတာပေါ့ကဲအဖြေကဘာဖြစ်မလဲကျန်းကျင်သူကတော့ရဲရဲကြီးခံမှန်းထားတယ်လီဗာပူး3တည်တယ်အကြံပြုချက်ကတော့လီဗာပူးမရှုံးပြီးတော့နှစ်သင်းလုံး6သင်းမယ်ဆိုတာပါပဲဒါကလည်းဖိနိုင်ကြီးရှိတယ်လေနှစ်သင်းလုံးရတိုက်စစ်ကဂိုးတွေသွင်းနေတာပဲလောင်ကြီးကလည်း2-10ဆိုတော့တော်တော်လေးစိတ်ဝင်စားကြကောင်းပါတယ်ကဲဇယားထိတ်ကနေပြီးတော့ဇယားအုပ်ရှိကိုတစ်ချက်လောက်ဆင်းကြည့်လိုက်ကြရအောင်တန်းစင်းစုံတိုက်ပွဲတွေပေါ့ဒီနေရာကဖျားကတစ်မျိုးပဲရှောင်းရံကျိုးဆက်ကပိုပြီးတော့ကြီးမားနိုင်တယ်ဒါကရှင်ထန်ရေးတိုက်ပွဲပဲနောက်တော့တကယ်ကို6ပွဲတန်းပွဲစစ်ပဲတစ်ဖက်မှာကအိမ်ခွဲမှာဆိုအနိုင်ရရခက်တဲ့တရေပင်းဘန်းလေနောက်တစ်ဖက်မှာကChelsea ကို2-9နဲ့နိုင်ရနေရှုံးသွားတဲ့အိမ်မဆိုးကနေနိုးချလာကစားဝဆန်ဆိုတော့တတင်းကခဏရဲ့အဖြစ်တတင်းကတော့ရိုင်နေတယ်စိတ်ဝင်စားစရာပဲဒီလိုဖိအားများတဲ့ပွဲမှာခံမှန်းချက်ကတော့ဂိုးတွေအများကြီးပါတဲ့ပွဲတစ်ပွဲချလာမယ်တဲ့ဝက်ဆန်က3နှစ်နဲ့ကတ်နိုင်သွားမယ်လို့ဆိုပါတယ်ဟုတ်ပါတယ်ဝက်ဆန်ခန်စစ်ကရိုင်းနေနေပေမဲ့သူတို့ဂိုးသွင်းနိုင်သေးတယ်အဲ့ဒါကြောင့်နှစ်သင်းလုံးဂိုးသွင်းဖို့ကအလားအများကြီးပဲဂိုးတွေအပြန်လန်သွင်းကြမယ်ပွဲမျိုးပေါ့ကဲနောက်တစ်ပွဲကတော့အတီးအနိုင်ဖြစ်သွားနိုင်ခြေရှိတဲ့ပွဲတစ်ပွဲပါအသင်းကြီးတစ်သင်းချေလျှော်သွားနိုင်တဲ့ပွဲစဉ်တစ်ခုကိုသုံးသပ်ကြည့်အောင်Aston Villa အကြောင်းကိုရင်ပြောရအောင်သူတို့အတွက်တော့ဒါဟာဘဝရဲ့အကောင်းဆုံးရာသီတစ်ခုကိုဖျက်ဆီးနေတာပဲအဆင့်3နေရာမှာရပ်တည်နေပြီး Champion League ဝင်ခွင့်အတွက်တောင်းရေပန်းစားနေပြီပုံမှန်တိုင်းဆိုရင်တော့သူတို့အတွက် AC ဖြေရမှာဒါပေမဲ့အဲ့ဒီဒါပေမဲ့တော်တော်ကြီးတယ်ဘီလာတင်မှာကွင်းလေတစ်ခုလုံးပြဿနာတန်နေပြီအိမ်ကွင်းမှာနှစ်ပွဲဆက်တိုက်ရှုံးထားတယ်ပြီးတော့ဒန်ယာရဲ့ကစားသမားစာရင်းကိုကြည့်လိုက်အောင်ကင်မရာမကင်းတိုက်လီမန်စ်တို့လိုအဓိကကစားသမားတွေလာနေချီပြီးအနားယူရမယ်တိုက်စစ်မှုဝက်ကင်းစတောင်ကြံနိုင်မှုမပြည့်ဘူးတင်စားထားသလိုပဲမီးပွားပလက်မပပဲပြိုင်ပွဲဝင်မဲ့ကားစီလိုဖြစ်နေပြီအင်ဂျင်ခန်းတစ်ခုလုံးပြတ်နေသလိုပဲအဲ့ဒါကြောင့်ပဲနောက်ဆုံးအဖြေကဘာထက်လာလဲဆိုတော့တရေတဲ့ဘူမောက်ကဘီလာရဲ့ဒီအားနည်းချက်ကိုအခွင့်ကောင်းယူပြီးတမတ်ခွဲယူသွားလိမ့်မယ်လို့ခန့်မှန်းထားတာပါနှစ်ရလန်နေပေါ့နှစ်သင်းလုံးဂိုးသွင်းပြီးဂိုးတွေလည်းအများကြီးမြင်ရမယ်ပွဲဖြစ်လာနိုင်တယ်ကဲနောက်ဆုံးတုံးတက်မဲ့အထူးပွဲစဉ်ကတော့အညိုတေးနည်းနည်းပါတဲ့ပွဲလို့ပြောရမယ်ဒီအတင်းအတင်းကြားမှာစိတ်ဝင်စားစရာနောက်ခံဇလန်လေးတစ်ခုရှိနေတယ်အရင်တစ်ခေါက်သူတို့နှစ်တင်းတွေ့တုန်းကဖြစ်ပြတော့မမိကြတယ်လားစန်ဒါလန်ကတော်တော်ထူးဆန်းတာတစ်ခုလုပ်ခဲ့တယ်အာဆင်နယ်ရဲ့ဘေဘီဘောရှေတွေကိုတားဟိုးဆိုပြီးကွင်းဘေးကကြော်ညာဘုတ်တွေကိုရှေ့ကိုတိုးပြီးနေရာရွှေ့ခဲ့တာဗျာတော်တော်လေးတော့ထူးဆန်းပဲဒါကလည်းသူတို့ကြားကပြိုင်ဆိုင်မှုကဘလောက်အထိရှိလဲဆိုတာကိုပြနေရပဲဒါပေမဲ့ဒီတစ်ခါတော့အဲ့ဒီနေ့ကအလော့ဖြစ်မှာမဟုတ်ဘူးအင်ကွင်းမှာခြေစွမ်းပြားနေတဲ့အာဆင်နယ်ကအပြတ်အသတ်နိုင်ပွဲနဲ့လက်စားချလိမ့်မယ်လို့ခံမှန်းထားတယ်ရက်လက်က4ထုံးပါနဲ့
ကိုပြနိုင်ပွဲတစ်ခုကိုမျှော်လင့်ထားလို့ရပြီးကိုတွေလည်းအများကြီးများမဲ့ပွဲတစ်ပွဲဖွင့်လာနိုင်တယ် ကဲအားလုံးခြုံပြီးတော့နောက်ဆုံးကောက်ချက်လေးတွေပြန်ကြည့်လိုက်ကြရအောင်ပွဲစဉ်တစ်စင်ကအတွက်အဓိကကြတဲ့အကြံပြုချက်တွေကဘာတွေဖြစ်မလဲ ဒီတစ်ပတ်အတွက်အဓိကအချန်ပြုချက်တွေကိုပြန်ချိရရင်လီဗာပူးနဲ့မန်စီးတီးပွဲကြီးမှာတော့လီဗာပူးမရှုံးနှစ်သင်းလုံးဂိုးသွင်းမယ်ဘန်လေးနဲ့ဝက်စ်ဟမ်ရဲ့တန်းဆင်းဆောင်တိုက်ပွဲမှာတော့နှစ်သင်းလုံးဂိုးသွင်းကြမယ်ဘောမောင်းနဲ့ဗီလာပွဲမှာဆိုရင်တော့ဗီလာရဲ့တန်ရပြဿနာကိုအခွင့်ကောင်းယူပြီးဂိုးတွေအများကြီးသွင်းမဲ့ပွဲထည့်လာနိုင်တယ်နောက်ဆုံးအာဆနယ်ကတော့ဂိုးပြန်နိုင်ပွဲနဲ့အဆုံးသတ်သွားမယ် သုံးသက်ချက်တွေကတော့ထွက်လာပါပြီခမ်းမှန်းချက်တွေလည်းရှိနေပြီဒါပေမဲ့အားလုံးသိတဲ့အတိုင်းပဲလေဘောလုံးပွဲတွေကဇညွန်အတိုင်းဖြစ်လာမှာဖြစ်လာပါမလားအဲ့ဒါကတော့ဘယ်သူမှကြိုးပြောလို့မရတဲ့ဘောလုံးရဲ့အလားတရားပါပဲကဲဒီတစ်ပတ်ပွဲစဉ်တွေဘယ်လိုဖြစ်လာမလဲဆိုတာကိုရင်ခုန်စွာနဲ့ပဲစောင့်ကြည့်ကြတာပေါ့